မန္တလေးမြို့နန်းတွင်ထဲအထိကိုဘုံတန်နေတဝုံဝုံကျဲနေတဲ့မနဲ့ဒေါ်လာမနဲ့နှုတ်ဆက်ပါတယ်အောင်ပွဲတွေစက်တိုက်ဆက်နေတဲ့ပြည်သူတော်လိုင်းရေးတပ်သားများရဲ့ပြည်သက်ဆုံးလုံးကြိုးပမ်းမှုကိုမြင့်မားဆုံးသောဂုဏ်ပြုခြင်းနဲ့ဂုဏ်ပြုရင်းဂိတ်ဆုံးမှတ်တိုင်ကိုရောက်နေပြီဖြစ်တဲ့မင်းအွန်လိုင်းအကြောင်းလေးပြည်သူကိုအားစီးတစ်ခုအနေနဲ့ပြောပြချင်ပါတယ်အခုအားလုံးသိကြတဲ့အတိုင်းတော်လိုင်းတပ်တွေရဲ့ဝိုင်းပတ်ပိတ်ဆို့ဥတီချီတက်နေတဲ့တိုက်စစ်အဟုန်ဟာမကြခင်မူဆယ်မြို့ကိုတောင်တိမ့်နံတော့မဲ့အနေအထားဖြစ်နေတယ်မူဆယ်မြို့ထဲမှာဓာကစတစ်ခုတည်းပဲရှိတော့တယ်လို့လည်းသိရှိရတယ်ပြည်သူစစ်ဗမာအများစုနဲ့ဖွဲ့ထားတဲ့ပြည်သူစစ်ကထွက်ပြေးကုန်ကြပြီးတော့ကိုကန့်နေပါတဲ့ပြည်သူစစ်တွေကလက်နက်ချသွားကုန်ပြီဆိုတော့မင်းအွန်လိုင်းအတွက်ကတစ်မျိုးတစ်စခန်းပြီးတစ်စခန်းကြာဆုံးနေတယ်မနေ့ကလည်းပဲတော်လိုင်းရေးတပ်ဖွဲ့တွေဘက်ကကျွန်တော်ကိုလှမ်းပြီးတော့ပေါ့နော်သူတို့ဖမ်းဆီးရမိထားတဲ့မင်းထွန်းပေါ့စစ်တပ်ကတော့ပတ်စဉ်40ဘင်းအောင်တက်ခွဲကမင်းထွန်းအကြောင်းကိုလှမ်းပြီးတော့ပြောပြတယ်ပေါ့သူတို့ဖမ်းဆီးရမိထားတဲ့မင်းထွန်းဆိုတာရှိမရှိပေါ့ဆိုတော့ပြောပြချင်တာကတော်လိုင်းတပ်ဖွဲ့တွေကတည်းကခက်စိတ်ဖမ်းဆီးရမိလာတဲ့အထဲမှာဘုံမှုချုပ်လည်းပဲတကယ်မြေပြင်မှာ operation commander level တွေတယောက်ပြီးတယောက်ဖမ်းဆီးခံလာရတာတွေတွေ့ရပါလိမ့်မယ်။ဒါပါလဲဆိုတော့တရားသောစစ်ကိုသူတို့ဆင်နွှဲနေတာမဟုတ်တဲ့အတွက်ကြောင့်မတရားသောစနစ်ကိုတိဆောက်နေတဲ့အတွက်ကြောင့်ခုလိုတယောက်ပြီးတယောက်တိတ်ဆုံးမယ်ဖမ်းဆီးခံရမယ်ညီကုန်းချုပ်မယ်။ဆိုတော့အခုမန္တလေးမှာလဲညကဖြစ်တယ်တနိုင်ငံလုံးနေရာနှံ့မှာလဲတိုက်ပွဲတွေဖြစ်တယ်ချင်းပြည်နယ်ဘက်ကလွတ်လပ်သောဗီဒီယိုတွေကတောင်ရှုခင်းလေးကိုလည်းခုမနေ့ကျွန်တော်ပို့လာတော့ကျွန်တော်ပြည်နူးဝမ်းသာအားရစွာကြည်ရတယ်နေပြည်တော်ပတ်လက်တစ်ခွင်မှာလဲတိုက်ပွဲတွေစိတ်လာတယ်အဲ့တော့မင်းအွန်လိုင်းဘက်ကသူ့ဘက်ကလူမရှိတော့တဲ့အတွက်ကြောင့်ခုသတင်းတွေသူတို့ဖြန့်လာတာကသူ့အထဲထဲကလူတွေကလည်းအသက်တွေကကြီးပြီး50 60တွေစစ်သက်30 35နှစ်တွေအိုနာကျိုးကန်သပင်းတွေဖြူဘာမှမတန်ဆွမ်းမလုံနိုင်တော့တဲ့လူတွေကိုထောက်ခွင့်မပေးပဲအတင်းခိုင်းနေတော့တယောက်ပြီးတယောက်တစ်ဖွဲ့တေကုန်ကြတယ်ဆိုတော့သူကချော့သိတဲ့အနေနဲ့ဟုတ်ပြီစစ်သက်30ပြည့်တဲ့လူတွေထွက်ခွင့်ပေးမယ်ဆိုတဲ့၄တန်းသတင်းထွက်လာစက်တိုက်ကြပေါ့လောလောဆယ်တော့တိုက်ထားနေမင်းတို့တိုက်ပွဲနိုင်ထွက်ခွင့်ပေးမယ်ဒါပေမဲ့လိုက်ပွဲမှာတည်ဖို့များနေတာဟုတ်တိုက်ပွဲနိုင်ဖို့မှထွက်ခွင့်ပေးမယ်ဆိုတဲ့မလုံးကတော့ဒါမဲ့လောက်ဆရာဘာမှမရှိဘူးတစ်ဖက်ကလည်းအင်အားလုံးဝမရှိတော့တဲ့မင်းအောင်လိုင်းဖက်စစ်တပ်ဟာအခုယာယီတမတဆိုတဲ့တခိုးမြစ်ဆွေကိုလက်မှတ်ထိုးခိုင်းပြီးတော့စစ်မှုမထမ်းမနေရဆိုတဲ့အမိန့်ထုတ်မယ်ဆိုတဲ့သတင်းတွေကိုလည်းကြားနေရတယ်အဲသူတို့တွေကတရားဝင်တာတွေကိုထုတ်ရဲမှလည်းမဟုတ်ဘူးဘာလို့ဆိုတော့အကုန်လုံးဟာဥပဒေမဲ့သွားပြီဘောင်လွတ်သွားပြီဆိုတဲ့အတွက်ကြောင့်ဆိုတော့16နှစ်နဲ့30ကျော်ကြားယောက်ျားသားများကိုစစ်မှုမထမ်းမနေရဆိုတာကတရားဝင်ပေါ်တာဆွဲမယ်လို့ကြေညာတာပဲဖြစ်တယ်အဲ့တော့ဖက်စစ်လက်အောက်မှာရှိနေတဲ့ယောက်ျားသားများယောက်ျားလေးပေါ့16နှစ်ပြည့်ပြီးတဲ့လူအသက်35လောက်ကြားမှာရှိတဲ့ယောက်ျားအကုန်လုံးလွတ်အောင်ရှောင်နိုင်ရှောင်မရှောင်နိုင်ရင်အတင်းအဓမ္မနောက်ကနေလှန်စွတ်သို့မဟုတ်တနက်နဲ့ထောက်ပြီးတော့ခြေတန်းကိုအတင်းလှုပ်ခံရလိမ့်မယ်လူသားတိုင်းလှုပ်ခံရလိမ့်မယ်မိုင်းရှင်းခံရလိမ့်မယ်ပါဆယ်ထမ်းဖို့ခိုင်းခံရလိမ့်မယ်ပေါ်တာဆွဲခံရလိမ့်မယ်ဒါသူတို့မဖြစ်မနေနောက်ဆုံးအကြမ်းကြုတ်ဆုံးရက်ဆွတ်ဆုံးလှုပ်ဖို့နီးလမ်းမယ်ဒါပေမဲ့တွက်ဆကြည့်ရမှာကအခုသူတို့ကဒီလူသစ်စုမယ်ခြေတန်းတွေကိုလွတ်မယ်ဆိုရင်တော့အနည်းဆုံးသူ3လနေ6လအချိန်ထပ်ယူရလိမ့်မယ်နောက်ထပ်ဒီဧပြီမေဂျွန်လောက်ထိသူအချိန်ယူရလိမ့်မယ်ဒါပေမဲ့အခုဖြစ်နေတဲ့ပိုက်စိတ်တိုက်ပြီးတော့ဝိုင်းပတ်ပိတ်ဆို့လာတဲ့ဒီဖြူကညွကွင်းနားပတ်လက်ထိတော်လိုင်းတက်တွေကအမြန်လန်းထိပိတ်ဆို့ထားတာတွေနောက်ဒီကိုးပင်နဲ့ကျွန်တော်တို့တာကြရလမ်းဘကိုးရိုးမဖြက်လန်းကိုတိမ့်ပိုက်ထိန်းချုပ်ထားတယ်လို့တွက်လာတဲ့သတင်းတွေအရနေပြည်တော်ကကွက်ကွက်လေးပဲကြံတော့တယ်ဒီနေပြည်တော်ကွက်ကွက်လေးဟာအခုချိန်မှာတော့အေးစေးနေတရားရှိပေမဲ့အချိန်မီအခုမန္တလေးနန်းတွင်းထဲကိုကြားတဲ့ဒုံးတွေလိုမျိုး107တွေနေပြည်တော်ပတ်လည်ကိုအချိန်မီတပြိုင်တည်းကြားလာနိုင်တယ်ဖက်စစ်တပ်ကတော့ပြောမှာပေါ့ငါတို့ဟာစခန်းပြန့်ကျဲနေတဲ့စခန်းတွေကိုအခိုင်အမာခံစစ်နေနဲ့တနေရာတွေကိုယူပြီးတော့ခံစစ်ဆင်မယ်လက်နက်ကြီးနဲ့ခုခံမယ်ဆိုမင်းတို့ဘာတတ်နိုင်မှာလဲလို့ကြွေးကြော်မှာပေါ့ဒါပေမဲ့အခုတော်လိုင်းရဲ့ဘက်ကသုံးနေတဲ့ drone တွေရဲ့ထောင်ချီတဲ့ drone တွေရဲ့ဟိုးမီတာ3-4တောင်အမြင့်ကနေပြီးတော့ကျလာတဲ့ဘုံသီးတွေရဲ့ထိပ်ဖူးတွေကခမရတို့ပုံနေမယ်ဆိုတဲ့ခံစစ်ကအခိုင်အမာဗန်မာတွေလောက်ကတော့ပြင်းအောင်ပြင်းနေတယ်လို့ပြောလာမှာဖြစ်တဲ့အတွက်ကြောင့်အခိုင်အမာခံစစ်ဆင်လဲခင်ဗျားတို့ရှုံးပါပဲဟိုစကခမှု
ตี得路不ဆက်ဆက်ตีမှာပဲအဲ့တော့ဘာဖြစ်လဲမင်းအွန်လိုင်းအတွက်ကနေရမရှိတော့ဥပဒေရနေရမရှိဘူးလူထောက်ခံမှုရနေရမရှိတော့နိုင်ငံတကာကလည်းယုံကြည်မှုရသူ့မှာနေရမရှိတော့သူတပ်ဖွဲ့ဝင်အင်အားတွေမှာလည်းအင်အားမရှိဘူးစိတ်ဓာတ်မရှိယုံကြည်ချက်မရှိဥပဒေမရှိဘူးဆိုတော့မင်းအွန်လိုင်းအတွက်ကဆုံးရှုံးခြင်းဆိုတဲ့နောက်ဆုံးဏီကုန်းမှတ်တိုင်ကလွယ်လို့ဘာမှမရှိတော့သိကြတယ်သူကတော့3လနေ6လအချိန်ယူရအောင်ဆွဲဆက်တရုတ်ကိုတွားပြီးတော့ဘာပေးမယ်ကျွန်တော်တို့ကိုအသက်ဆက်ပေးပါဆိုပြီးသူတောင်းပန်လိမ့်မယ်တရုတ်နိုင်ငံအစိုးရဘက်ကလည်း2008ဖွဲ့စည်းပုံအခြေခံဆိုတာကိုဗန်းပြပြီးတော့ချီးကပ်လာတဲ့မင်းအွန်လိုင်းဘက်ကချီးကပ်မှုတိုင်းဟာပြည်သူလူထုတရက်လုံးကိုမိလောင်တိုက်သွင်းဖို့ချီးကပ်မှုမျိုးသာဖြစ်လိမ့်မယ်ဆိုတာကိုလည်းသူတို့သိနိုင်ပါလိမ့်မယ်ဆိုတော့လက်ရှိနောက်ဆုံးအခြေအနေတွေကရှမ်းမြောက်တခွင်ဟာလုံးဝဒေါ်လာတပ်ဖွဲ့တွေရဲ့ထိန်းချုပ်မှုအောက်ကိုမကြခင်ကြောက်တော့မှာဖြစ်တယ်ဒါကစဌာနချုပ်အဆင့်ထိလေတိမ့်ပိုက်ဖို့ရပ်ပိုင်းပဲကြံတော့တဲ့အနေအထားကိုရောက်ပြီဖြစ်တယ်အဲ့တော့ကြံတဲ့ရခိုင်ပြည်နယ်ဘက်ကတပ်တွေစကိုင်းလေပိုင်းကတပ်တွေကတခင်အားရကြုံပါဝပြီးငါတို့ကိုလက်တလောစစ်ကူတွေလက်နက်ကြီးပစ်ကူတွေပြီးနိုင်နေသေးလို့ဆက်လက်ပြီးရောက်လာလိမ့်မယ်လို့တော့မထင်နဲ့အခုရှမ်းမြောက်ကျသွားပြီးပြီဆိုရင်ဗျူဟာလိုက်တတ်မလိုက်တွေလက်နက်ချတာတွေအဖမ်းခံရတာတွေဖြစ်လာတော့မယ်အခုမှညောက်ပိုင်းမှာမေးသုံးဘွဲကပထမအဆင့်ပဲရှိသေးတယ်သူတို့ထုတ်ပြန်ကြေညာထားတဲ့ပထမအဆင့်စစ်စင်ရေးလှိုင်းမှာတော့မှမူဆယ်မြို့အဆင့်ထိကျဖို့လောက်ကိုင်းမြို့တစ်မျိုးလုံးသိမ်းဖို့အဆင့်ရှိသေးတယ်ပထမအဆင့်တော့ဒါပဲရှိသေးတယ်နော်အဲ့တော့ဖက်စစ်မင်းအောင်လိုင်းပြည်သူတရားလုံးလည်းမထောက်ခံဘူးခင်ဗျားတို့ကိုယ်တိုင်လည်းသိပြီပြည်သူကြားထဲမှာစစ်သားရဲ့လို့ထောင်လွှမ်းဖနောက်တန်စုနောရီကူခင်ဗျားတို့ဘလုံးဝမသွားရတော့တဲ့အနေထားရောက်သွားပြီပြည်သူတရားလုံးကဖက်စစ်မင်းအောင်လိုင်းရဲ့လက်ပါစီဖက်စစ်မင်းအောင်လိုင်းအောက်မှာလုံနေတဲ့စစ်သားပဲဖြစ်ဖြစ်ရဲသားပဲဖြစ်ဖြစ်ရဖက်ဝန်ထမ်းဖြစ်ဘယ်ခွေးတောင်းသားမှပြည်သူကမကြည်ညိတော့ဘူးလက်မခံတော့ဘူးဘယ်လောက်ထိမုန်းတီးသွားပြီလဲဆိုဘာလို့ဆိုမှားယွင်းတဲ့ဘက်လေခင်ဗျားတို့ကဓမြမဒိန်လူသက်မူရရာစာကြားဖြန့်ခိုင်းခေါင်းဆောင်အခုဆိုရင်ကဘာမှာဘိန်းပြူအများဆုံးထုတ်လုပ်တဲ့နိုင်ငံဖြစ်သွားပြီဘိန်းရာစာမင်းအောင်လိုင်းကိုယ်တိုင်မဟုတ်တာမှန်တာမတရားတာမှန်သမျှအကုန်လုတ်တဲ့မင်းအောင်လိုင်းဒီဖက်စစ်ငရဲခွေးမင်းအောင်လိုင်းကိုခေါင်းဆောင်တင်ပြီးတော့သူ့နောက်လိုက်နေမှာတော့သူသွားရလမ်းမှာအတူတူပါမှာပဲဖြစ်တယ်အဲ့တော့တမျိုးပြီးတမျိုးတစ်စကန်ပြီးတစ်စကန်တိမ့်ပိုက်လာတဲ့ပြည်သူခုခံတော်လှန်ရေးစစ်တပ်ပွဲတွေကိုလည်းကျွန်တော်တို့ဂုံပြုတ်ကြိုဆိုရင်းပေးဆက်ဆွန့်လွတ်သွားရှာတဲ့ကျွေလွင့်သွားသောကျေပွင်လေးတွေကိုသူတို့ရဲ့ကြံသောမိသားစုတွေသူတို့ကြံခဲ့တဲ့မိဘတွေကိုတော်လှန်ရေးပြီးလွတ်လပ်ရေးရပြီးတဲ့အချိန်မှာအကြီးမြတ်ဆုံးချီးမြှောက်မှုနဲ့ကျွန်တော်တို့ဒီဂုံပြုတ်ရလိမ့်မယ်ကျွန်တော်တို့ထောက်ပံ့ရလိမ့်မယ်သူတို့သားသမီးတွေကိုကျွန်တော်တို့ပြည်သူတရားလုံးကမြေတော်မြောက်ဖို့ပြင်ဆင်ရလိမ့်မယ်အခုတည်းကကျွန်တော်ပြည်သူတွေကိုနူးညံ့လေးစားပန်ကြားပြရစီဘာလို့ဆိုတော့မြို့တစ်မြို့သိမ်းပြီးတိုင်းဟေးဒီမြို့ဆိုးအောင်ဆိုမဲ့ပျော်စရာဟုံးနဲ့တက်တော့တဲ့အချိန်မှာကျွေလွင့်သွားတော့ကျေပွင်လေးများရဲ့မိသားစုလေးများဟာပျော်နိုင်မှာမဟုတ်ဘူးဆိုတာကိုချင်းစာဖို့လိုပါတယ်ဒါကြောင့်မို့လို့ကျွေလွင့်သွားတော့ကျေတပွင့်စီတိုင်းကိုအမြင့်မြတ်ဆုံးတန်ဖိုးထားပြီးတော့သူတို့အသက်နဲ့ပေးယူခဲ့တဲ့တိုက်ခဲ့တဲ့လွတ်လပ်ရေးကိုကျွန်တော်တို့အသက်နဲ့ထပ်တူတန်ဖိုးထားဖို့ခုတည်းကမြင့်မြတ်တဲ့နှလုံးသားတွေကိုစီမွေးကြပါအဲ့တော့ဖက်စစ်တပ်ထဲကလူသားများကိုလည်းစစ်သားများကိုလည်းကျွန်တော်တို့ပြည်သူတွေလက်ကမ်းကြိုနေစေဖြစ်တယ်ခင်ဗျားတို့တွေအသက်ရှင်ခွင့်ကိုကျွန်တော်တို့လမ်းခင်းပေးနေစေဖြစ်တယ်နောက်ဆုံးမှတ်တိုင်ရောက်နေပြီဖြစ်တဲ့မင်းအောင်လိုင်းနဲ့အတူခင်ဗျားတို့ရဲ့အသက်ဘဝတွေကိုစတီးဖို့မကြိုးစားပါနဲ့တော့ခင်ဗျားတို့ယုံကြည်ထားတဲ့ငါစစ်သားပဲကွာအသက်ရင်ရမှာဓမ္မတာပဲကွာမှန်နဲ့စစ်သားဆိုတော့အသက်နဲ့ရင်ပြီးလောက်ရမယ်အလုပ်တိုးတော့တခိုးတမျှဘိန်းရစာမင်းအောင်လိုင်းအတွက်လှုပ်တာစစ်သားမဟုတ်ဘူးဓမြဂိုင်းသားတခိုးဘတ်တော်သားစစ်သားမဟုတ်ဘူးခင်ဗျားတို့ကျွန်တော်တို့ကြိုးစိုးနေရဆိုတာစစ်သားအလုပ်ကိုစစ်သားလို့လုံနိုင်ဖို့စစ်သားတွေဖြစ်တဲ့ကျွန်တော်ဥဆောင်ပြီးတော့ကြိုးစိုးနေတာဥပဒေနဲ့ညီလုပ်မယ်လူသားစာနာမှုနဲ့ညီကြိုးစားမယ်ကဘာကအတိမတ်ပြုတ်တဲ့အဆင့်ထိကိုကျွန်တော်တို့တိဆောက်မယ်ဖက်စစ်မင်းအောင်လိုင်းလျောက်ကလုံးဝလွန်မြောက်ယုံထွက်တဲ့ဖက်စစ်အာဏာရှင်စနစ်ကလုံးဝကင်းလွတ်တဲ့နိုင်ငံတော်တစ်ခုခင်ဗျားတို့နဲ့အတူတူတူထောင်မယ်ဒါကြောင့်ကျွန်တော်တို့ကြိုးစိုးနေတာဖြစ်တယ်โอเคအဲ့တော့မကြခင်ရပိုင်းတော်တွင်เนาะကျွန်တော်ပြောခဲ့တဲ့စကားတချို့ပါရှိပါတယ်နှစ်မကုန်ခင်ရန်ကုန်မှာပြန်ဆုံမယ်လို့ကျွန်တော်ပြောခဲ့တာရှိပါတယ်သို့တော့အခုနှစ်မကုန်ခင်ရန်ကုန်မှာမဟုတ်ပေမဲ့ရန်ကုန်နဲ့အနီးဆုံးတနေရာမှာကျွန်တော်ပြည်သူလူထုနဲ့ဆုံပါမယ်သိကြတယ်เนาะနှစ်မကုန်ဘူးလို့ကျွန်တော်ပြောထားတယ်အားလုံးပျော်ရွှင်စွာပြန်ဆုံခွင့်ရပါစေ